ကျွန်တော်ရဲ့ချစ်စော်သောပရိသတ်ကြီးမင်္ဂလာပါကျွန်တော်တို့ channel ရဲ့အပတ်စဉ်ဝတ္ထုတို့တင်ဆက်ပေးမယ့်အစီအစဉ်မှကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမှာကတော့ရုရှားစာရေးဆရာအန်တွန်ချက်ကော့ဖ်ရဲ့ဝတ္ထုတို့များပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဝတ္ထုတို့၃ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးဝတ္ထုတို့ရဲ့ခေါင်းစဉ်ကတော့စရေးစချီလေးရဲ့တည်ဆုံခြင်းပဲဖြစ်ပါတယ်တညနေခင်းမှာအီဗန်ဒီမီထရစ်ချာဖရာကော့ဖ်ဆိုတဲ့ရုံးအုပ်စရေးတယောက်ဟာပြဇက်ယုံထဲမှာပြဇက်တစ်ခုကိုအရန်ကြည်နူးပျော်ရွှင်စွာကြည့်ရှုနေပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲသူဟာအားရပါးရနှာချီလိုက်မိပါတော့တယ်။ရင်ကျေးတဲ့ချာဖရာကော့ဟာသူ့ရဲ့နှာချေတန်တဲ့နှာရီဒရေးတွေဟာဘသူ့ကိုများထိခိုက်သွားမလဲဆိုတဲ့အတွေးနဲ့ချက်ချင်းပတ်ဝန်းကျင်ကိုကြည့်လိုက်ပါတယ်။ဒီအခါမှာသူ့ရှေ့တဲ့ကပထမတန်းမှာထိုင်နေတဲ့လူကြီးတူဟာသူ့ရဲ့ထိပ်ပြောင်နေတဲ့ခေါင်းနဲ့လယ်ပင်ကိုလက်အိတ်နဲ့တုပ်နေတာကိုတွေ့လိုက်ရပါတယ်။ထိုသူဟာတဲယူပို့ဆောင်ရေးဌာနမှာအမှုထမ်းနေတဲ့ဗိုလ်ချုပ်ဘရစ်ဂျာလော့ဖြစ်နေပါတယ်။ဗိုလ်ချုပ်ဟာချာဖရာကော့ရဲ့ဓာတ်ရိုက်အထက်လူကြီးမဟုတ်ပေမဲ့သူ့ကိုနှာရည်တွေဆင်သွားတဲ့အတွက်အကြီးကျယ်စိတ်ပူပန်သွားပါတယ်။ဒါကြောင့်သူဟာချက်ချင်းပဲဗိုလ်ချုပ်နာကိုတိုးကပ်ပြီးအဖတောင်းပန်ပါတယ်ခင်ဗျာ။မတော်တဆနှာချေမိသွားလို့ပါလို့တိုးတိုးလေးကပ်ပြောပြီးတောင်းပန်လိုက်ပါတယ်။ဗိုလ်ချုပ်ကတော့စိတ်မရှိတဲ့ပုံစံနဲ့ရပါတယ်ဘာမှမဖြစ်ဘူးပြဇက်ကိုပဲအာယုံဆိုင်ပါလို့ပြန်ပြောလိုက်ပါတယ်။ဒါပေမဲ့ချာဖရာကော့ရဲ့စိတ်ပူပန်မှုဟာလုံးဝပျောက်မသွားပဲပိုဆိုးလာပါတယ်။အားလက်ချိန်ရောက်တော့သူဟာဗိုလ်ချုပ်နာကိုထပ်သွားပြီးထပ်မံတောင်းပန်ပြန်ပါတယ်။ဗိုလ်ချုပ်ကလည်းကျွန်တော်မေ့တောင်မေ့သွားပြီးဘာလို့ထပ်ခါလာပြောနေရလဲဆိုပြီးစိတ်မရှိတဲ့ပုံစံနဲ့ပြန်ပြောပါတယ်။ချာဖရာကော့ဟာဗိုလ်ချုပ်ရဲ့မျက်လုံးထဲမှာဒေါသအရိပ်ရောင်မြင်မိတယ်လို့ထင်သွားပြီးသူကငါ့ကိုတမင်သက်သက်ဒရေးနဲ့ထွေးကျင်တယ်လို့ထင်နေမှာပဲမတော်တဆပါလို့တိတိကျကျရှင်းပြမှရမယ်လို့တွေးမိပါတယ်။အိမ်ပြန်ရောက်တော့ဇနီးတွေကိုအဖြစ်ပြပြောပြတဲ့အခါဇနီးတွေကတိတ်ရေးမကြည့်ဘူးထင်ပေမဲ့လူပုံလယ်မှာဘလို့နေရမယ်ဆိုတာမသိဘူးလို့အထင်ခံရမှာဆိုလို့သွားပြီးရှင်းရှင်းလင်းလင်းတောင်းပန်ဖို့အကြံပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ချာဗရာကော့ဟာယူနီဖောင်းအသစ်ကိုဝတ်ဆင်ပြီးဗိုလ်ချုပ်ရဲ့ရုံးခန်းကိုသွားလိုက်ပါတယ်။ဗိုလ်ချုပ်ကအတနာခံသူတွေကိုလက်ခံနေချိန်မှာပဲသူကအတင်းတိုးပြီးအဖမင်းညကကျွန်တော်မတော်တဆနှာချင်မိတာကိုခွင့်လွှတ်ပါခင်ဗျာလို့ထပ်ပြီးပြောလိုက်ပါတယ်။ဗိုလ်ချုပ်ကတော့သူ့ရဲ့စကားကိုလုံးဝကြည့်မဆိုင်ပဲအဲ့ဒါအသေးဖွဲကိစ္စပါတခြားဘာကိစ္စရှိသေးလဲလို့နောက်လူကိုလှမ်းမိလိုက်ပါတယ်ချာဖရာကော့ကဗိုလ်ချုပ်ဟာသူ့ကိုဒေါသထွက်နေရလို့ထင်ပြီးသူ့ရဲ့နောင်တရတဲ့ခံစားချက်ကိုတွားရောက်ရှင်းပြဖို့နောက်ဆုံးစူးစမ်းလိုက်ပြန်ပါတယ်အဘကိုအနောက်ရှက်ပေးရတာနောင်တရတဲ့စိတ်နဲ့ပါခင်ဗျာကျွန်တော်တမင်လုပ်ခဲ့တာမဟုတ်ပါဘူးဗိုလ်ချုပ်ဟာမျက်ရည်ဝဲတဲ့မျက်နှာနဲ့လက်ကပြကြီးမင်းဟာတာလုံနေရပဲဖြစ်ရမယ်လို့ပြောပြီးအခန်းထဲဝင်သွားပါတယ်ချာဖရာကော့ဟာဒါဟာတာမဟုတ်ဘူးဗိုလ်ချုပ်ကြီးဖြစ်ပြီးဒါတောင်နားမလည်နိုင်ဘူးလို့တွေးပြီးဒေါသထွက်သွားပါတယ်သူကနောက်ထပ်မတောင်းပန်တော့ဘူးလို့ဆုံးဖြတ်ပြီးအိမ်ပြန်ဖို့လုပ်ပြီးမဲ့နောက်ဆုံးတော့သူ့ရဲ့စိတ်ပူပန်မှုကိုမကြော်လွှားနိုင်ပဲနောက်တစ်နေ့မှထပ်ပြီးဗိုလ်ချုပ်စီသွားလိုက်ပါတယ်အဖကျွန်တော်နောက်တာမဟုတ်ပါဘူးတောင်းပန်တာပါကျွန်တော်ဘလို့လို့အဖကိုလာနောက်ရဲမှလဲလို့တုံကြီးစွာနဲ့ပြောလိုက်ချိန်မှာဗိုလ်ချုပ်ဟာရုတ်တရက်မျက်နှာပြန်နှမ်းသွားပြီးထွက်သွားလို့အော်ဟစ်လိုက်ပါတယ်ကြောင်းလန့်တကြားဖြစ်သွားတဲ့ချာဗရာကော့ရဲ့ဝမ်းပိုက်ထဲမှာအရာတစ်ခုပြတ်တောက်သွားသလိုခံစားလိုက်ရပါတယ်ဘာကုန်မှမမြင်ရမကြားရတော့ပဲနောက်ပြန်ဆုပ်ပြီးထွက်ပြေးလာပါတော့တယ်အိမ်ရောက်တာနဲ့ယူနီဖောင်းတော်မချွတ်နိုင်မဲ့ဆိုဖာပေါ်လှည့်ချလိုက်ပြီးတည်ဆုံးသွားပါတော့တယ်ဇလန်လေးရတော့ဒါပါပဲခင်ဗျာဒီဇလန်ကအန်တွန်ချက်ကော့ရဲ့နာမည်ကျော်ဟာသဆန်တဲ့ဝတ္ထုလိုဖြစ်ပြီးယာရုအဆင့်တန်းကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ဖိစီးမှုနဲ့အလွန်ကျွံစိုးရိမ်ပူပန်မှုတွေကလူတစ်ယောက်ရဲ့ဘဝကိုဘယ်လိုဖျက်ဆီးနိုင်လဲဆိုတာကိုသရုပ်ဖော်ထားတာပဲဖြစ်ပါတယ်ခင်ဗျာနောက်တစ်ပုဒ်ရဲ့ခေါင်းစဉ်ကတော့အရာမဝင်သူပဲဖြစ်ပါတယ်စရေးစချီနီဗရာဇီမော့ဖ်သည်ညာပိုင်းတာဝန်ကျချိန်တွင်သူ၏အထက်အရာရှိထံပို့မိဂုံပြူစာတစ်စောင်ကိုရေးရန်ကြိုးစားနေသည်စာထဲတွင်ချစ်လှစွာသောသခင်ဖခင်ကျေးဇူးရှင်ဤတာယာသောနေ့ရက်ကိုကျမ်းမာချမ်းသာစွာကုံဆုံးနိုင်ပါစေဟုရေးထားတော်လဲသူ၏စိတ်ထဲကမူထိုလူကိုလူယုံမှဟုသာသတ်မှတ်နေသည်စီမီကွက်မှာစီကုံလူနီးပြီဖြစ်၍မိကိုများထွက်ကမီးလောင်နှံ့နှံနေသည်စပွဲပေါ်တွင်ပိုးဟတ်တကောင်သည်ကြောက်လန့်တကြားလူလာခောက်တုံပြေးလွှားနေသည်အခန်းနှခမ်းကျော်မှတကားဆောင်ပါရာမွန်ကလည်းသူ၏တနင်္ဂနွေနေ့တွင်စီးမိဘုတ်ဖနက်ကိုတတိယအကြိမ်မြောက်တိုက်ချွတ်နေသည်အခန်းတိုင်းသို့ပဲ့တင်ထက်နေသည်နီဗရာဇီမော့ဖ်သည်မိကိုဆွဲနေသောမျက်နှာချက်ကိုမော့ကြည့်ရင်ဒီလူမိုက်စီဘာရီဆက်ရေးရပါအောင်မလဲဟုတွေးနေသည်မျက်နှာချက်ကိုကြည့်ရင်သူ့ကိုယ်သူသာမကပိုးဟတ်လေးကိုပါတနာမိသည်ငါတော့တောင်းဝန်ပြင်းရင်ပြန်ရအောင်မယ်ဒါပေမဲ့ဒီပိုးဟတ်ကတော့သူ့ဘဝတစ်လျှောက်လုံးဒီမှာပဲကုံဆုံးရမှာပဲဟုညှိတွားလိုက်သည်နီဗရာဇီမော့သည်ညီငွေစွာဖြင့်တကားဆောင်အခန်းသို့ရောက်သွားသည်ပါရာမွန်ကဖနက်မတိုက်တော့ပဲပရင်ပေါက်ဖွင့်ကနားဆွင့်နေသည်ခေါင်းလောင်းစထိုးနေပါပြီဆရာဟုပါရာမွန်ကနီဗရာဇီမော့ကိုတိုးတိုးလေးပြောလိုက်သည်ပရင်ပေါက်မှတစ်ဆင့်နှွေဦးလေနှင့်အတူအီစတာပွဲတော်ခေါင်းလောင်းသံများပောက်ကွဲသလိုဝင်ရောက်လာသည်ယထာလုံးသံများနှင့်ရောထွေးနေသောထိုအတန်ဆုံထဲတွင်အနည်းဆုံးဖျားเจ้าမှဓမ္မတေးသံနှင့်လူတဦး၏ကျေလောင်သောရေသံများပါကြားနေရသည်လမ်းပေါ်တွင်မီးရောင်အောက်လူရိပ်များလင်းမြန်စွာလှုပ်ရှားသွားလာနေသည်ကိုကြည့်ပြီးနီဗရာဇီမော့တက်ပြင်းချမိသည်လူတွေအများကြီးပဲအကုန်ဖျားเจ้าသွားနေကြတာမ
ငါရဲဘော်ရဲဘက်တွေဆိုလဲမြို့ထဲမှာအရက်တောက်ပြီးပျော်ပါးနေလောက်ပြီးဒီလိုနေမျိုးမှာငါတယောက်တည်းနှိမ့်ချစွာနဲ့ထိုင်နေရတာနှစ်စဉ်နှစ်တိုင်းလဲဒီလိုပဲပါရာမွန်ကခမ ्या ကိုဘသူတောင်းဝန်ယူခိုင်းလို့လဲဒီနေ့ကခမ ्या အလဲမဟုတ်ဘူး Z2 ဘော့အစားခမ ्या ကိုယ်တိုင်လာလောက်တာလေခမ ्या ကအားလက်ရက်ဆိုရင်အမြဲလာလောက်တယ်လောဘကြောင့်ပဲဟုပြန်ပြောလိုက်သည်နီဗရာစီမောကဒေါသတကြီးဖြင့်လောဘမဟုတ်ပါဘူးကွာရူဘယ်နရူဘယ်ရဲ့လဲစည်းတစည်းရဲ့လောဘကြီးတယ်ဘာရှိလို့လဲလိုအပ်ချက်ကြောင့်ပါအခုချိန်သူတို့လိုပဲဖះเจ้าသွားပြင်းအစာပြေစားရက်လေးနည်းနည်းတော့အိယာဝင်ရရင်ဘယ်လောက်ကောင်းလိုက်မလဲစပွဲမှာထိုင်ရင်မုံတွေကလည်းကောင်းချီပေးပြီးသားရင်နွေးအိုးကလည်းစူပွက်နေဘေးနားမှာမိန်းကလေးတယောက်ရှိတစ်ခွက်တောက်ပြီးမေးစီလေးကိုကန်ကြည့်အဲ့ဒီအခါမှလူတယောက်လိုခံစားရမှာဒီဘွားကတော့ငရဲပဲဟိုမှာတထေးတယောက်ကယထာနဲ့မောင်းသွားနေရကိုငါကဒီမှာထိုင်ပြီးတွေးတာပဲတက်နိုင်တယ်ဟုတ်ခံစားချက်ကိုဖွင့်ဟလေသည်ပါရာမွန်ကတူးစီရဲ့ကန်တရားပေါ့ဗျာဖျားပြီးရင်ခမ ्या လဲယာရုတက်ယထာနဲ့မောင်းရမှာပေါ့ဟုတ်နှစ်သိမ့်လိုက်သည်ငါလားမဖြစ်နိုင်ပါဘူးကွာငါအသေးအတန်စူးစမ်းရင်တော့ဂုံတူးဆောင်အကြံပေးယာရုတက်ပို့မရောက်နိုင်ပါဘူးငါကပညာမတတ်ဘူးလေဟုတ်ဝမ်းနေစွာပြန်ဖြေသည်ခေါင်းလုံးသက်များပိုရစ်ကျေလာသည်နဲ့အမျှနီဗရာစီမော့၏စိတ်ထဲမှဝမ်းနေမှုနှင့်မကျေနပ်မှုများပိုရစ်ပြင်းထန်လာသည်သူသည်အခန်းထဲလမ်းလျှောက်ရင်ပိုကောင်းတဲ့ဘဝအသစ်တစ်ခုကိုတောင်းတသည့်ဆန္ဒသည်ရင်ကိုနာကျင်စေသည်သူသည်အပြင်ဘက်လမ်းပေါ်ရောက်လူအုပ်ထဲဝင်ပျော်ဝဲရှင်ပွဲများတွင်ပါဝင်ခြင်းသည်သူငယ်စဉ်ကမိသားစုအတိုင်းဝိုင်းပွဲတော်ဝင်ဆွေမျိုးများ၏ပျော်ရွှင်သောမျက်နှာများစပွဲဖြူအလင်းရောင်နှင့်နှွေးထွေးမှုများကိုသတိရသည်သူတွင်မြည်သည့်အရာမှမရှိသောကြောင့်သူသည်ယထာစီးသွားသောအမျိုးသမီးထက်ရရှိကုတ်အင်းကြီးအတွင်းရေးမှု၏ရင်ဘတ်မှရွှေကြိုးနှွေးထွေးသောအိယာယာရုတစိတ်ဘုဖနက်အသစ်နှင့်ဒရောင်စစ်တွင်အပေါက်မရှိသောယူနီဖောင်းတို့ကိုတောင်းတစွာသတိရနေသည်ခိုးဖို့ကြိုးစားရင်ကောင်းမလားဟုစဉ်းစားမိသည်ခိုးဖို့ကမခက်ပေမဲ့ဖုံးကွယ်ဖို့ကခက်တယ်တခိုးတွေကခိုးပြီးအမေရိကကိုထွက်ပြေးတယ်ပြောတယ်ဒါပေမဲ့ဘယ်မှာလဲအမေရိကဆိုတာခိုးဖို့ဆိုလဲပညာလိုအပ်သေးတယ်နောက်ဆုံးနီဗရာစီမော့ဖ်သည်စာရေးစပွဲသို့ပြန်ရောက်လာပြီးစိတ်ထဲမှအလွန်မုန်းတီးကြောက်ရွံ့ရသောထိုအရာရှိထံသို့ရေးထားသည့်ဂုဏ်ပြုစာအကျမ်းကိုစိုက်ကြည့်နေသည်ထိုသူထံမှ10နှစ်ကြာအောင်16ရူဘယ်ယာရုမှ18ရူဘယ်ယာရုသို့ပြောင်းရွှေ့ပေးဖို့တောင်းဆိုခဲ့တော့လည်းမရရှိခဲ့ပြီဒီမှာလာပြေးနေပြန်ပြီမင်းကောင်သူသည်စပွဲပေါ်မှာပိုးဟက်ကိုရိုက်တက်လိုက်သည်ပိုးဟက်လေးသည်ကြောလန့်လျက်ခြေထောက်များကိုလှုပ်ရမ်းနေသည်နီဗရာစီမော့သည်ထိုပိုးဟက်၏ခြေထောက်ကိုကင်ပြီးစီမီကွက်ထဲပစ်ထည့်လိုက်သည်မီးကွက်သည်တောက်လောင်အက်ကွဲသွားသည်ထိုအခါမှနီဗရာစီမော့သည်စိတ်သက်သာရာရသွားသည်ကိုခံစားရလေတော့သည်ပုံမြင်လေးရတော့ဒါပါပဲခင်ဗျာအန်တွန်ချက်ကော့ရဲ့ဤဝတ္ထုတို့ဟာစာရေးစစ်ချီတူရဲ့အစံတန်းနှိမ့်ချမှုမျောလင်းချက်မဲ့မှုနဲ့လူဖွဲ့စည်းပွဲလန်းသဘင်များကြားမှာအထီးကျန်ဆန်သောခံစားချက်တို့ကိုပြတ်သားစွာပုံဖော်ထားသည်အစုံတွင်ပိုးဟက်ကိုရက်ဆက်စွာတပ်ပစ်လိုက်ခြင်းသည်သူ၏ဖိနှိပ်ခံရမှုနှင့်ဒေါသကိုရုပ်လုံးဖော်ပြလိုက်ခြင်းပင်ဖြစ်လေတော့သည်တတိယတစ်ပုဒ်ရဲ့ခေါင်းစဉ်ကတော့မုတ်ဆိုးကြီးပဲဖြစ်ပါတယ်ဒီနေ့ကတအားပူပြီးအိုက်ဆက်နေတာပဲကောင်းကင်မှာတိမ်တစွန်းတစတောင်မရှိဘူးနေပူလောင်ထားတဲ့မြက်တွေကလည်းညှိုးချောက်ပြီးမျောလင်းချက်မဲ့နေတယ်လို့ပဲမိုးရွာရင်တော့ပြန်ပြီးစိမ့်ဆူလာမှာမဟုတ်တော့ဘူးတစ်တော်ကြီးကတော့ငြိမ်သက်ပြီးတိတ်ဆိတ်နေတာတည့်ရဖျားတွေကအဝေးတနေရာကိုကြည့်နေတယ်လို့ဒါမှမဟုတ်တစ်ခုခုစောင့်နေတယ်လို့မျိုးလေကွင်းဆက်မှာရက်ရှိရှိပခုံးချင်းချင်းအသက်40ဝန်းကျင်မျိုးသားတယောက်ကပြင်းရီစွာလမ်းလျှောက်နေတယ်အင်ကြီးနီဖာထေးထားတဲ့ဘောင်းမီအဟောင်းနဲ့ဘုတ်ဖနက်ကြီးတွေဝတ်ထားတယ်ညာဘက်မှာတစ်ပင်စိမ်းတွေဘယ်ဘက်မှာတော့ကောင်းကင်ရံတိရွှေအောင်လေကွင်းပြင်ကြီးကပြောင်းမှုတွေမဲ့ဝင်းနေတယ်သူ့မျက်နှာကနီးရဲပြီးချွေးတွေရွှဲနေတယ်ရှင်မျိုးမျိုးအရှိကာပါတဲ့အုတ်ထုတ်ဖြူကိုတက်ရက်တဲ့သပင်းရွှေရောင်ခေါင်းပေါ်မှာခန့်ညားစွာစောင်းထားတယ်။ဘယ်တထေးစီကလက်ဆောင်ရထားရလဲတော့မသိဘူး။ပကုံးမှာတော့ရင့်ငတ်တကောင်ထည့်ထားတဲ့မုတ်ဆိုးအိတ်ကိုလွယ်ထားတယ်။နှလုံးပြူးတဲ့နက်ကိုကင်ထားရင်ရှေ့ရခြုံပုတ်တွေကိုနှာခေါင်းရှုံနေတဲ့သူ့ရဲ့အယိုးပြန်းပြန်းခွေးအိုကိုမျက်စိမေးကြည့်နေတယ်။ပဝင်းကျင်ကတိတ်ဆိတ်ငြိမ်သက်နေတာပဲ။အပူတန်ကြောင့်အသက်ရှိသမျှအရာအလုံးပုံနေကြတဲ့ထင်ပါရဲ့။ရေကောဗလာဇစ်ရုတ်တရက်နူးညံ့တဲ့အတန်ကိုမုတ်ဆိုးကြားလိုက်ရတယ်။သူတုံကနေဖြစ်သွားပြီးမျက်မှောင်ကျုံကလှည့်ကြည့်လိုက်တယ်။သူ့ဘေးမှာမြေပြင်ကပေါက်လာတယ်လို့မျိုးပေါင်းရိပ်ဓာတ်ကိုကင်ထားတဲ့အသက်30လောက်ရှိတဲ့မျက်နှာဖြူဖက်ဖက်မျိုးသမီးတစ်ယောက်ရက်နေတယ်။သူကရေကောရဲ့မျက်နှာကိုစစ်စစ်ကြည့်ဖို့ကြိုးစားပြီးရှက်ရွံ့စွာပြုံးနေတယ်။အော်နင်ပါလားပယ်ကီယာမိုးဆိုးကရက်လိုက်ပြီးတနက်ကိုဖြည်းဖြည်းချင်းပြန်ချရင်းပြောတယ်။နင်ဘယ်လိုလုပ်ဒီရောက်လာလဲ။ကျမတို့ရာမိန်းမတွေဒီမှာအလုပ်လုပ်နေလို့ကျမလည်းသူတို့နဲ့လိုက်လာတာအငားလိုက်လာတာပါရေကောပလာဇစ်။အေးရေကောပလာဇစ်ကညီးတွားပြီးဖြည်းဖြည်းချင်းဆက်လျှောက်သွားတယ်။ပယ်ကီယာလည်းသူ့နောက်ကလိုက်သွားတယ်။သူတို့ခြေလမ်း20လောက်အထိတိတ်ဆိတ်သွားလမ်းလျှောက်သွားကြတယ်။ကျမရှင်းကိုမတွေ့ရကြပြီးရေကောပလာဇစ်ပယ်ကီယာမိုးဆိုးရဲ့လှုပ်ရှားနေတဲ့ပခုံးနဲ့ကြောကုန်းကိုညှင်းသားစွာကြည်ရင်ပြောတယ်။အီစတာနေ့ကရေတစ်ခွက်တောက်ဖို့ကျမတို့တေကိုခဏဝင်ခဲ့တာ။အဲ့နောက်ပိုင်းမတွေ့ရတော့ဘူး။အီစတာနေ့တုန်းကလည်းခဏလေးပဲဝင်ခဲ့တာ။ဖျားပဲတည်တယ်။မူရစ်နေတဲ့အခြေအနေနဲ့ကျမကိုဆဲဆူရိုက်နှက်ပြီးထွက်သွားခဲ့တယ်။ကျမစောင့်နေခဲ့တာ။ရှင်းကိုမျောရင်လေဘင်းတွေလည်းရှည်လာပါပြီ။ရေကောပလာဇစ်ရှင်တစ်ခေါက်လေးပဲဖြစ်ဖြစ်လာခဲ့ရင်ကောင်းပါပဲ။နေ့အိမ်မှာငါဘာလုပ်ဆရာရှိလို့လဲ။ဘာမှလုပ်ဆရာတော့မရှိပါဘူး။ဒါပေမဲ့ဘာပဲဖြစ်ဖြစ်အိမ်တော်တစ်ခုလုံးလီ
ဂယူးဆိုင်ဖို့ကိစ္စတွေရှိတာပေါ့ရှင်ကအိမ်အောင်ဦးစီးပဲကြည့်ပါဦးရှင်ရင်းငတ်တကောင်ကိုပြစ်ထားတာပဲရေကောဗလာဇစ်ထိုင်မအောင်နားပါအောင်ဒီလိုပြောရင်ပယ်ကီယာကအယူလိုရဲနေပြီးရေကောရဲ့မျက်နှာကိုမော့ကြည့်နေတယ်သူ့မျက်နှာတစ်ခုလုံးပျော်ရွှင်မှုတွေဖုံးလွှမ်းနေတာပဲထိုင်မလားထိုင်တာပေါ့ရေကောကစိတ်မပါတပါလေတန်းနဲ့ပြောပြီးထင်းရှူပင်နှစ်ပင်ကြားနေရာတစ်ခုရွေးလိုက်တယ်ဘာလို့ရက်နေရလဲနင်လဲထိုင်လေပယ်ကီယာကနေအောင်ကြီးကျတဲ့နေရာမှာအနှဲငယ်ခက်လန်းလန်းကထိုင်ချလိုက်ပြီးပျော်ရွှင်နေတဲ့သူ့ကိုယ်သူရှက်လို့ပြုံးနေတဲ့ပါဇက်ကိုလက်နဲ့အုပ်ထားတယ်2 မိနစ်ကြာတိတ်ဆိတ်နေကြတယ်ရှင်တစ်ခေါက်လေးရဖြစ်ဖြစ်လာခဲ့ရင်ကောင်းမှာပဲလို့ပယ်ကီယာတိုးတိုးလေးပြောပြန်တယ်ဘာလို့လဲရေကောကတပ်ပြင်းချပြီးအုတ်ထုပ်ကိုချွတ်နေရဲနေတဲ့နဖူးကိုလက်မောင်းနဲ့တုပ်လိုက်တယ်လာစရာအကြောင်းမရှိဘူး2 နာရီ2 နာရီလောက်ဝင်လဲမယ်နင့်ကိုစိတ်လှုပ်ရှားအောင်လုပ်မယ်ဒါပေမဲ့ငါစိတ်ကရွာမှာတစ်ချိန်လုံးမနေနိုင်ဘူးငါကလူပြန်မဲ့နင်သိတာပဲငါကအိယာကောင်းကောင်းလက်ဖက်ရည်ကောင်းကောင်းရင်ကျေးတဲ့စကားပြောဆိုမှုတွေလိုချင်တယ်ငါအရာရာပြည့်စုံချင်တယ်နင့်ရွာမှာကဆင်းရဲတယ်မိကိုတွေပဲရှိတာတရက်တောင်မနေနိုင်ဘူးငါ့ကိုနင်နဲ့အတူတကြပေါင်းနေရမယ်လို့အမိန့်ထုတ်ရင်တော့တဲကိုမီးရှို့ပြမယ်ဒါမှမဟုတ်ကိုတက်တည်ပြမယ်ငငယ်လေးကတည်းကဒီလိုပြက်စီးလာတာဘလို့မှမတတ်နိုင်ဘူးအခုရှင်ဘဲမှနေရလဲတထေးဒီမီထရီအီဗာနော့ချ်စီမှာမုတ်ဆိုးလုပ်နေတယ်သူ့အတွက်အမဲလိုက်ပေးရတယ်ဒါပေမဲ့တကယ်တမ်းကငါ့ကိုသဘောကျလို့သူကခေါ်ထားတာဒါကတိတ်ပြီးဂုံတိတ်ခါရှိတဲ့အလုပ်တော့မဟုတ်ဘူးရေကောဗလာဇစ်တထေးတွေအတွက်ကကစားတာလောက်ပဲဒါပေမဲ့ခမရအတွက်တော့တမွေးဝမ်းကြောင်းလိုဖြစ်နေပြီနင်နားမလဲဘူးအယူမရေကောကကောင်းကင်ကိုအိမ်မက်မတ်တယ်လို့ကြည်ရင်ပြောတယ်နင့်တက်လုံးငါဘလို့လူလဲဆိုတာနားမလဲခဲ့ဘူးနားလဲမှလည်းမဟုတ်ဘူးနင့်အတွက်ငါကယူသွတ်နေတဲ့ပျက်စီးနေတဲ့လူတယောက်ဒါပေမဲ့နားလဲတဲ့သူကငါဟာဒီဒေတာတစ်ခုလုံးမှာအတော်ဆုံးတနတ်သမားပဲတထေးတွေကဒါကိုခံစားမိတယ်ငါအကြောင်းကိုမဂ္ဂဇင်းမှာတောင်ရေးဘူးတယ်အမဲလိုက်တာမှဘယ်သူမှငါ့ကိုမရှင်းနိုင်ဘူးနင့်ရွာကအလုပ်တွေအထင်သေးတာဟာငါကပျက်စီးနေလို့ဒါမှမဟုတ်မာနကြီးနေလို့မဟုတ်ဘူးငငယ်လေးကလေးကငါတနက်နဲ့ခွေးကလွဲပြီးတခြားအလုပ်ဘယ်တော့မှမသိခဲ့ဘူးငါစီကတနက်ကိုယူသွားရင်ငါများတန်ယူမယ်ငါများတန်ယူသွားရင်လက်ပလာနဲ့အမဲလိုက်မယ်ပြီးတော့ငါမြင်းကုံကူးတာတွေလည်းလုပ်တယ်ပတ်စံရှင်ဈေးပွဲတော်တွေရှောက်သွားတယ်နင်လည်းသိပါတယ်လေသမားတယောက်မုတ်ဆိုးတွေမြင်းကုံကူးသူတွေနဲ့ရောနှောမိရင်လေထွန်ဖို့အတွက်ကတော့တတ်တာပဲလွတ်လပ်တဲ့စိတ်ဓာတ်ကလူတစ်ယောက်ရဲ့ကိုယ်ရဲ့ရောက်လာရင်ဘယ်တော့မှပြန်ထုတ်လို့မရတော့ဘူးတထေးတစ်ယောက်သရုပ်ဆောင်ဒါမှမဟုတ်အမှုပညာနယ်ပယ်ရောက်သွားရင်အရာရှိဒါမှမဟုတ်မြေပန်းရှင်မဖြစ်နိုင်တော့တယ်လို့မျိုးပဲနင်ကမိမ့်မနားမလဲဘူးနားလဲဖို့လိုတယ်နားလဲပါတယ်ရေကောဗလာဇစ်နားမလဲဘူးဆိုတဲ့သဘောပဲနင်ငိုတော့မလို့မဟုတ်လားကျမမငိုပါဘူးပယ်ကီယာမျက်နှာလွှဲရင်ပြောလိုက်တယ်ဒါအပြစ်ရှိတဲ့ရေကောဗလာဇစ်ရှင်ကျမလို့သူစင်းရဲမလေးနဲ့တရက်လေးပဲဖြစ်ဖြစ်နေလို့ရတာပဲကျမရှင့်ကိုလက်ထက်တာ12 နှစ်ရှိပြီဒါပေမဲ့တခါမှချစ်ချင်းမြတ်တာဆိုတာမရှိခဲ့ဘူးကျမမငိုပါဘူးချစ်ချင်းမြတ်တာရေကောကလက်မောင်းကိုကုပ်ရင်းပြောတယ်ချစ်ချင်းမြတ်တာဆိုတာမရှိနိုင်ဘူးငါတို့ကနမဲအရသာလည်းမရပဲဒါပေမဲ့တကယ်ရောဟုတ်ရဲ့လားနင့်အတွက်ငါကရိုင်းဆိုင်တဲ့လူငါအတွက်နင်ကနားလည်မှုမရှိတဲ့ရိုးသားတဲ့မိန်းမတယောက်ငါတို့ကလိုက်ပတ်တဲ့ဇနီးမောင်နှံလားငါကလွတ်လပ်တယ်ပျက်စီးတယ်ပေါ့ဆဆနေတယ်နင်ကခြေပလာနဲ့လေလောက်သမားဖုံတွေကြားထဲနေတယ်ခါမှန်အောင်ဘယ်တော့မှမနေရဘူးငါကအမဲလိုက်တာမှပထမလို့ထင်တယ်ဒါပေမဲ့နင်ကငါ့ကိုတနာတဲ့မျက်လုံးနဲ့ကြည့်တယ်ငါတို့ဘလို့လို့အတွဲညီမလဲဒါပေမဲ့ဖះเจ้าမှလက်ထက်ခဲ့တာပါရေကောဗလာဇစ်ပယ်ကီယာရှိုက်ကြီးတငင်ငိုတော့တယ်လွတ်လပ်မဟုတ်ခဲ့ဘူးနင်မေ့နေရလားမျိုးသားကြီးစာကေပါဗလစ်ကိုနင်ကျေးဇူးတင်ရမှာပြီးတော့နင့်ကိုနင်လည်းကျေးဇူးတင်ရမယ်မျိုးသားကြီးကငါသူ့ထက်အပြစ်ခက်ကောင်းတာကိုမနာလို့ဖြစ်ပြီးငါ့ကိုတစ်လလုံးအရက်တိုက်ထားတယ်ရက်မူးနေတဲ့လူကိုလက်ထပ်ပေးရုံမကတခြားဘာသာတွေအောင်သွေးဆောင်လို့ရတယ်အဲ့ဒီလိုလက်စားချေတဲ့အနေနဲ့သူကနင်နဲ့လက်ထပ်ပေးလိုက်တာမိုးဆိုးတစ်ယောက်ကိုနွားချောင်းသူနဲ့ပေါ့နင်ငါ့ကိုမူးနေရမြင်ရတဲ့နဲ့ဘာလို့လက်ထပ်ခဲ့ရတော့နင်ကကျမမဟုတ်ဘူးလို့ညင်းပယ်လို့ရတာပဲဟုတ်ပါတယ်နွားချောင်းသူတယောက်တည်းမိုးဆိုးနဲ့လက်ထပ်ရတာကံကောင်းတာပေါ့ဒါပေမဲ့ငါတို့စင်ကျင်တုံတရားရှိဖို့လိုတယ်ကဲအခုတော့နင်ခံစားငိုးနေရုံပဲမျိုးသားကြီးအတွက်ကတော့ရဲစရာပေါ့ဒါပေမဲ့နင်ကငိုးနေရတယ်နင့်ကောင်းကိုနယံနဲ့စောင့်နေရတယ်ထို့နောက်တိတ်ဆိတ်သွားသည်တောငန်းရိုင်း၃ကောင်လေကွင်းမော်ကနေပြန်တန်းသွားတယ်ရေကောကသူတို့ကိုကြည့်ပြီးအဆက်ပြောက်၃ခုအဖြစ်မမြင်ရတော့တဲ့အထိတစ်တော့ကိုကြော်လွန်ပြီးပြန်တန်းသွားတဲ့အထိမျက်စိနဲ့လိုက်ကြည့်နေတယ်နင်ဘလို့လဲငန်းတွေစီကနေမျက်လုံးကိုပယ်ကီယာစီပြောင်းပြီးသူမေးလိုက်တယ်အခုတော့အလုတ်ထွက်လုပ်တယ်စောင်းတွင်းကြရင်မိဘမဲ့ဂေဟာကကလေးယူပြီးနိုဘူးတိုက်မယ်တလကိုယူပဲတယူပဲခွဲလောက်ရတယ်အေးနောက်တစ်ချိန်တိတ်ဆိတ်သွားပြန်တယ်ရိတ်သိမ်းပြီးသားလေကွင်းနေစီကနူးညံ့တဲ့တချင်းတန်တကူကြားရပြီးမှအစမှာပဲရက်သွားတယ်တချင်းဆိုဖို့တောင်ပူလွန်းနေတာပဲရှင်လီနာအတွက်တဲရင်တစ်တကူစောက်ပေးမယ်ပြောတန်ကြတယ်ပယ်ကီယာကပြောလိုက်တယ်ရေကောကတိတ်ဆိတ်နေတယ်သူကရှင့်ရဲ့စိတ်တိုင်းကြဖြစ်နေတာပေါ့လေအဲ့ဒါနင့်ကန်တရားနှင့်ဝှက်ကျွေးပဲမုတ်ဆိုးကပြောလိုက်တယ်ခံရမှာပေါ့သူစင်းရဲမလေးဒါပေမဲ့ဘာပဲဖြစ်ဖြစ်သွားတော့မယ်ငါတို့စကားပြောတာများနေပြီညနေဆိုဘိုတော့ကိုရောက်အောင်သွားရအောင်ပါရေကောကထရက်ပြီးကိုဆက်ငါတနက်ကိုပခုံးထမ်းလိုက်တယ်ပယ်ကီယာလည်းထရက်လိုက်တယ်အဲ့ဒါဆိုခမရရွာကိုဘယ်တော့ပြန်လာမလဲလို့သူမညင်သားစွာမေးလိုက်တယ်လာစရာအကြောင်းမရှိဘူးမမူးပဲတော့ဘယ်တော့မှမလာဘူးမူးလာရင်လည်းနင့်အတွက်ဘာမှအကျိုးမရှိဘူးမူးရင်ငါဒေါသထွက်တတ်တယ်သွားပြီသွားပါအောင်ရေကောဗလာစီရေကောကအုတ်ထုတ်ကိုနောက်လန်ဆောင်ကသူ့ခွေးကိုနှကန်းတန်ပေးပြီးလမ်းဆက်လျှောက်သွားတယ်
ပယ်ကီကတော့သူ့နေရာမှာပဲရက်နေပြီးသူ့ကြောပြင်ကိုကြည့်နေတယ်ရေကောရဲ့လှုပ်ရှားနေတဲ့ကြောကုန်းခံရတဲ့ခေါင်းပြင်းရည်ပြီးပေါ့ပေါ့ဆဆရှောက်ပုံကိုမြင်ရတော့သူ့မျက်လုံးထဲမှာဝမ်းနည်းမှုနဲ့နူးညံ့တဲ့ချစ်ချင်းမြတ်တာတရားတွေပြည့်ရှံနေတယ်သူမရဲ့အကြည့်ကသူ့ခင်မွန်းရဲ့အရက်ရှည်သွဲလျားတဲ့ခန္ဓာကိုယ်ပုတ်သက်ချော့မြူနေတယ်လို့ပဲရေကောကအဲ့ဒီအကြည့်ကိုခံစားမိတယ်လို့ပဲခဏရက်လိုက်ပြီးနောက်လှည့်ကြည့်လိုက်တယ်သူဘာမှမပြောဘူးဒါပေမဲ့ပယ်ကီကသူ့မျက်နှာသူ့ပကုံးတွန်းပုံကနေသူမကိုတခုခုပြောချင်နေမှန်းသိလိုက်တယ်သူမကရှက်ရွံ့စွာသူ့စီတိုးသွားပြီးတောင်းပန်တဲ့မျက်လုံးနဲ့ကြည့်တယ်ရော့နှင့်အတွက်လို့သူကမျက်နှာလွှဲရင်ပြောလိုက်တယ်ဟောင်းနွမ်းနေတဲ့ယူပဲတရွက်ကိုပေးလိုက်ပြီးလင်မြန်စွာရှောက်သွားတယ်သွားပါအောင်တော့ရေကောပလာစီသူမကဆက်ရုပ်တရုပ်လိုယူပဲကိုလက်ခံရင်ပြောလိုက်တယ်သူကတော့စံတန်းထားတဲ့ခပတ်လိုရှည်လျားတဲ့လမ်းတိုင်းဆက်လျှောက်သွားတယ်သူမကတော့ရုပ်ထုလိုဖြူဖက်ဖြူရောမလုံးမရှက်ရက်နေပြီးသူ့ခြေထောက်တိုင်းကိုမျက်လုံးနဲ့ဖမ်းယူနေတယ်ဒါပေမဲ့အခုတော့သူ့အင်ကြီးအနီရောင်ဟာဘောင်းမီအနက်ရောင်နဲ့ရောနှောသွားပြီးသူ့ခြေလမ်းတွေကိုမမြင်ရတော့ဘူးခွေးကလည်းသူ့ဘုတ်ဖနက်နဲ့ခွဲကြလို့မရတော့ဘူးအုတ်ထုတ်လေးတော့မြင်နေရသေးတယ်ဒါပေမဲ့ရုတ်တရက်ရေကောကကွင်းပြင်မှာညာဘက်ကိုရုတ်တရက်ချိုးလိုက်တာနဲ့အုတ်ထုတ်လည်းအစိမ်းရောင်နေတဲ့ပျောက်ကွယ်သွားတော့တယ်သွားပါအောင်တော့ရေကောပလာဆက်ပယ်ကီယာတိုးတိုးလေးရေရွတ်ပြီးအဖြူအောင်အုတ်ထုတ်ကိုနောက်ဆုံးတစ်ချိန်မြင်ရဖို့ခြေပြားထောက်ကြည့်လိုက်ပါတော့တယ်ပုံမြင်လေးရတော့ဒါပါပဲခင်ဗျာချက်ကော့ရဲ့ဒီဝတ်ထုလေးမှာလွတ်လပ်မှုကိုမြင်နိုးတဲ့ရေကောနဲ့အိမ်အောင်ရေးကိုတန်ဖိုးထားတဲ့ပယ်ကီယာတို့ရဲ့စန့်ကျင်ဘက်ဘဝတွေကိုစိတ်ဝင်စားစရာတင်ပြထားတာကိုတွေ့ရပါတယ်အဆုံးထိနားတော်တာဆင်ပေးတဲ့ပရိသတ်ပေါင်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာဆက်လက်ဆုံတွေ့ကြရအောင်